ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တချို့ကနေဖမ်းမိတွေ့ရှိတဲ့စပတ်အုံးအမျိုးအစားမွေကြီးတွေကိုလူသူဝေးရအစာကွင်းဆက်ပေါ်များရာရင်းမြေကောင်းတဲ့ဘေးမဲ့နေရာတွေစီပရဟိတအသင်းသားတွေကဖေဖော်ဝါရီ15ရက်နေ့မှာတွားရောက်လွှတ်ပေးခဲ့ကြပါတယ်။ပြီးခဲ့တဲ့နှစ်တွေကဆိုရင်အကောင်ရေ80နဲ့100ကြားဖမ်းဆီးတွေ့ရှိလွှတ်ပေးခဲ့ရတာပါ။ဒီနှစ်မှာတော့အကောင်ရေ28ကောင်သာလွှတ်ပေးခဲ့ရတာဖြစ်ပါတယ်။လွှတ်ရတဲ့အကောင်ရေနှဲပါလာရတဲ့အဓိကအကြောင်းရင်းကသူတို့ကိုစကြက်တစ်ရှာဖွေပေးနိုင်တာကြောင့်လူနဲ့တရိတ်ဆန်ကြားကနေရာလူနေရတဲ့ဖြစ်စဉ်တွေကိုတဖြည်းဖြည်းလျှော့ချလာနိုင်တာကြောင့်လို့ရွှေမြစ်တာပရဟိတအသင်းဒုတိယဥက္ကဋ္ဌကိုတိုးအောင်ကဆိုပါတယ်။အဆိုပါစပတ်အုံးငွေတွေကိုအများဆုံးတွေ့ရှိရတဲ့ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေကမယန်းကုန်းမြို့နယ်ဗဟန်းမြို့နယ်အင်းစိန်မြို့နယ်နဲ့မင်္ဂလာတုံတဝိုက်ကတောထူပြီးခြံဝန်းကျယ်တွေများတဲ့ area တွေမှာလို့သိရပါတယ်။စပတ်အုံးငွေတွေကဖေဖော်ဝါရီလနဲ့မတ်လအတွင်းဥချလေးရှိတာမို့အခုဘေးမဲ့တွားရောက်လွှတ်တဲ့အထဲမှာလည်းဥတွေလွယ်ထားရတဲ့စပတ်အုံးမွေမကြီးတွေလည်းပါတယ်လို့သိရပါတယ်။မေလအတွင်းမှာတော့အကောင်ပေါက်လေးရှိပြီးမိုးရေစည်းတွေနဲ့အတူအကောင်ပေါက်တွေကလူတွေနေထိုင်ရာနေရာတွေစီရောက်ရှိခိုအောင်တွတ်တက်တယ်လို့လည်းသိရ။အဲ့ဒီမွေပေါက်တွေကိုတွေ့ရှိတဲ့သူတွေကမွေပွေးနဲ့မှားယွင်းတက်ပြီးအန်ရပေးကရှင်းထုတ်ပစ်တာလူမှုကူညီရေးအသင်းတွေစီအကူအညီတောင်းကခေါ်ဆောင်ခိုင်းတာတွေလည်းရှိတယ်လို့သိရပါတယ်။